ဝန်ချင်းလေးအနေနဲ့မင်းက40နှစ်ထွက်ထားတော့ညနေ4:30နော်ဝဲစင်မှာနော်အရင်ဆုံးဝန်ချင်းလေးအနေနဲ့ပြမယ်ပုံမှန်ကြနေတဲ့ site နဲ့ပြန်ပြပေးမယ်နော်2ရယ်6ရယ်5ရယ်265 3လုံးပေါင်းချင်းဒီ38ဝန်ချင်း38ဝန်ချင်းကိုသူ35ဆိုပြီးကြားထားတယ်နောက်တွင်မှာဆိုရင်ခွန်ရယ်3ရယ်3လုံးပေါင်းချင်းဟာနှစ်ခွန်ဝန်းချင်းနော်ခွန်နှစ်ဝန်းချင်းကိုဘာဆို40ခွန်ဆိုပြီးကြားထားတယ်9ရယ်5ရယ်4ရယ်3လုံးပေါင်းချင်းတွေကလည်းခွန်နှစ်ဝန်းချင်းကို32ဆိုပြီးနော်9ရယ်5ရယ်4ရယ်3လုံးပေါင်းချင်းဟာ83ဝန်းချင်းကို32ဆိုပြီးကြားထားတယ်နောက်တွင်မှာဆိုရင်3ရယ်3ရယ်3ရယ်3လုံးပေါင်းချင်းဒီ61ဝန်းချင်းကို61ဆိုပြီးထည့်ချထားတယ်နေ့ညနေမှာဆိုရင်ခွန်ရယ်8ရယ်6ရယ်3လုံးပေါင်းချင်းဒီ61ဝန်းချင်းနော်61ဝန်းချင်းကို41ဆိုကြားထားတယ်အဲ့ဒါဆိုတော့ဒီနော်ညနေပွဲမှာဆိုရင်4ရယ်2ရယ်4ရယ်နော်4 2 4ဆိုတော့3ညနော်3ည5ဟာ1ချင်းပါနော်3ည1ချင်းနော်ဒါလုံး3ည1ချင်းကိုပြထားမယ်နောက်တဲ့လုံးပိုင်းနော်လုံးပိုင်းတစ်စိုက်ကိုနော်လုံးပိုင်းလေးတစ်လုံးပိုင်းကိုပြထားမယ်9ရယ်3ရယ်ခွန်9 3ခွန်3လုံးပေါင်းချင်းဟာနော်9ပါ9ရယ်နှက်ကကတိဒီမှာ3ပိုင်းဆိုဆင်းရမှာ38ချင်း3ပိုင်းကိုနော်3ပိုင်းဆိုပြီးဆင်းရတယ်နောက်ဒီမှာဆိုရင်ခွန်3ရယ်4ရယ်2 3 4 2နော်9ပါနော်9ရယ်နှက်ကတိ9ရယ်နှက်ကတိ6ပိုင်းပါနော်6ပိုင်းနော်6တိချင်း6ပိုင်းကိုပါတယ်နော်6တိဆိုကြားထားတယ်နောက်ဒီမှာဆိုရင်4ရယ်3ရယ်နော်1 4 4 3 1နော်4 3 1 3လုံးပေါင်းကြီး8ပါ8ရယ်နှက်ကတိ1ပိုင်းပါနော်6တိချင်း1ပိုင်းကို41ဆိုပြီးထွက်ထားတယ်အဲဒါဆိုရင်ညနေမှာလုံးပိုင်းတစ်လုံးအနေနဲ့ပြရမယ်ဆိုရင်361 361ဆိုတော့3ညပါနော်3ညရဲ့နှက်ကတိခွန်ပိုင်းနော်3ညရဲ့နှက်ကတိခွန်ပိုင်းဖြစ်ပါတယ်အဲ့ဒီလုံးပိုင်းအနေနဲ့ဆိုရင်3ညနှက်ကတိခွန်ပိုင်းအနေနဲ့ကြားမယ်အဲဆိုရင်နောက်ထပ်လုံးပိုင်းတစ်လုံး site လေးထပ်ပြန်နောက်ထပ်လုံးပိုင်း site လေးက2ရယ်4ရယ်ခွန်2 4ခွန်3လုံးပေါင်းချင်းဒီ3ပိုင်းပါ3ပိုင်းနော်32 6 3 2 3လုံးပေါင်းချင်းဒီ1ပိုင်းပါ1ပိုင်းကို61ခွန်61နော်3လုံးပေါင်းချင်းဒီ4ပိုင်းပါ4ပိုင်းကို41အဲကြောင့်4ပိုင်း1ပိုင်း6ပိုင်း1ပိုင်း3ပိုင်း3ပိုင်းကို30ကြားတယ်6ပိုင်း1ပိုင်းကို6တိကြားတယ်4ပိုင်း1ပိုင်းကိုနော်41ဆိုပြီးကြားတယ်အဲ့ဒါဆိုရင်နော်ဒီမှာပြောလို့ပဲညနေပွဲမှာဆိုရင်နော်ညနေတူကြမယ်ပွဲမှာဆိုရင်ကြမယ်နဲ့ဒီ9ရယ်4ရယ်1ရယ်ဆိုရင်သူကဘာပိုင်းလဲဆိုတော့9ရယ်4ရယ်1ရယ်ဆိုရင်3ညဒီလုံးပိုင်းဖြစ်ပါတယ်3ညဒီလုံးပိုင်းကြမှာဖြစ်ပါတယ်နော်3ညကလုံးပိုင်း3ညလုံးပိုင်းအနေနဲ့ကြမှာဟုတ်ပြီအဲ့ဒါဆိုရင်နောက်တဲ့လုံးပိုင်းတစ်ဆိုင်အနေနဲ့ထပ်ပြလုံးပိုင်းကြီးပဲရနော်လုံးပိုင်းတစ်ဆိုင်အနေနဲ့ထပ်ပြမှာဆိုရင်နော်ခုနပြသွားသလိုပဲဒီကောင်3လုံးပေါင်းချင်း9ရယ်4ရယ်1ရယ်3လုံးပေါင်းချင်းက3ညပိုင်းသူပဲသူကလည်းနောက်ဆိုင်မှာလည်း9ရယ်3ရယ်ခွန်ရယ်9နှစ်ခတ်တီ3ပိုင်းပါ9နှစ်ခတ်တီ3ပိုင်းကို30 3ရယ်4ရယ်2ရယ်9ပါ9နှစ်ခတ်တီ6ပိုင်းကို61 8ရယ်3ရယ်နော်8ရယ်3ရယ်1ရယ်နော်ဘောရင်2နှစ်ခတ်တီ4ပိုင်းကို41ကျတယ်အဲ့လိုအပြီးပေါင်းမယ်ဆိုရင်2ရယ်6ရယ်1နော်2ရယ်6ရယ်1ဆိုတော့9ပါနော်9ရယ်နှစ်ခတ်တီ6ပိုင်းနော်9ရယ်နှစ်ခတ်တီ6ပိုင်း6ပိုင်း2ရယ်6နော်9ရယ်နှစ်ခတ်တီ6ပိုင်းဖြစ်ပါတယ်ခွန်ပိုင်း3ညပိုင်း6ပိုင်းခွန်ပိုင်း3ညပိုင်း6ပိုင်းကနေပြန်စစ်ကြည့်အောင်နော်2ရယ်4ရယ်3ရယ်နော်2 4 3 3လုံးပေါင်းချင်း3ပိုင်းကိုနော်3ပိုင်းကို5 3နော်5 3ခွန်3လုံးပေါင်းချင်းက5နှစ်ခက်က3ပိုင်းနှစ်ပွဲမှာ3ပိုင်းဒီ3လုံးပေါင်းချင်းကလည်း5နှစ်ခက်က3ဆိုတော့
3ဘတ်ဒီရွေးလို့ကောင်းတယ်ဟုတ်ပြီနော်3ဘတ်ဒီကိုရွေးတာအဲ့ဒါဆိုရင်နောက်တစ်ဆိုင်မှာဆိုရင်6ရဲ့2ရဲ့နော်6ရဲ့3ရဲ့2ရဲ့နော်3လုံးပေါင်းချင်းဒီ1ပိုင်းကို6 3 2 3လုံးပေါင်းချင်းဒီ1ပိုင်းပါနော်3နဲ့3လုံးပေါင်းချင်းဒီ1ပိုင်းကိုကျွန်တော်တို့3ရဲ့4ရဲ့နော်2ရဲ့9နှစ်ခတ်ဒီ6နဲ့9နှစ်ခတ်ဒီ6ဆိုတော့9နှစ်ခတ်က6ဆိုတော့6တစ်ဆိုတဲကြနော်3နဲ့1က3ပိုင်း3ပိုင်းဖြစ်နေတယ်6နဲ့ဆိုတဲကြဟို8ရဲ့3ရဲ့1ရဲ့2ပါနော်2ရဲ့နှစ်ခတ်ဒီ2နှစ်ခတ်ဒီ4ပါနော်2နှစ်ခတ်ဒီ4ပါဟုတ်ပြီနော်2နှစ်ခတ်ဒီ4 2ရဲ့နှစ်ခတ်ဒီ4အဲ့ဒါဆိုရင်နော်2နှစ်ခတ်ဒီ4ပိုင်းကိုသူကဘာနဲ့တော့ကြာလဲဆိုတော့နော်ဒီ3လုံးပေါင်းချင်း2နှစ်ခတ်ဒီ4ပိုင်းကို3ရဲ့နော်8ရဲ့3ရဲ့1နှစ်နှစ်ခတ်ကလည်း4ပိုင်း2ချိန်ပေါ့နော်ဒီမှာ4ပိုင်း2ချိန်4ပိုင်း2ချိန်ကိုနောက်တစ်လုံးပိုင်းတစ်လုံးနေလဲဆိုမှ4ရဲ့3ရဲ့1ရဲ့3လုံးပေါင်းချင်းက8နှစ်ခတ်ဒီ1 4ပိုင်း1ပိုင်းကိုဟုတ်လား6တစ်ချိန်4ပိုင်း1ပိုင်းကို4တစ်ဆိုပြီးတော့ထွက်ခဲ့တယ်အဲဒါဆိုတောက်ကြနေမှာညနေမှာထွက်ကြမယ်လုံးပိုင်းဒီနော်9ရဲ့4ရဲ့1 5 4 1 3လုံးပေါင်းချင်းဒီခွန်ပိုင်း3ညနော်3ညနှစ်ခတ်ဒီခွန်ပိုင်းပြောတာနော်3လုံးပေါင်းချင်းဒီ3ညနှစ်ခတ်ဒီခွန်ပိုင်းအဲ့ဒါဆိုရင်2ရဲ့6ရဲ့1 2 6 1 3လုံးပေါင်းချင်းဒီဘာလဲဆိုတော့9ပါနော်2 6 1 3လုံးပေါင်းချင်းဒီ9 9နှစ်ခတ်က6ပိုင်းခွန်ပိုင်း6ပိုင်းဟုတ်ပြီခွန်ပိုင်း6ပိုင်းနောက်တစ်မှာဆိုရင်3 6 1 3လုံးပေါင်းချင်းဒီခွန်ပိုင်းဟုတ်လား3 6 1 3လုံးပေါင်းချင်းဒီခွန်ပိုင်းဒီ3လုံးပေါင်းချင်းဒီနော်3ညပါနော်ပြောချင်တာတော့ဒီ3လုံးပေါင်းချင်းဒီ3ပိုင်းဒီ3လုံးပေါင်းချင်းဒီ1ပိုင်းဒီ3လုံးပေါင်းချင်းဒီ4ပိုင်းဒီ3လုံးပေါင်းချင်းဒီဟုတ်လား3ညပိုင်းဆိုပြီးတော့ရ3ညပိုင်းရတော့ဒီ3လုံးပေါင်းချင်းဒီ3ညနှစ်ခတ်ကခွန်ပိုင်းဆိုတော့တစ်ချိန်ရတယ်ဒီမှာကျတော့2 6 1 3လုံးပေါင်းချင်းဒီ9နှစ်ခတ်က6ပိုင်းဆိုတော့တစ်ချိန်ရတဲ့အတွက်ပြောချင်တာတော့ကဏ္ဍနော်တင်ထိုးရမှာကဏ္ဍ6 3ညခွန်ပေါ့နော်60 6ခွန်3ညခွန်ဒါပို့ပြီးတင်ထိုးရမယ်နော်အဲ့ဆိုရင်ကဏ္ဍကမနက်ခွက်ဖြစ်ကုန်ပြီကျွန်တော်ဒီမှာပြထားတာ3ညနဲ့ပတ်သက်တယ်3ညပတ်တီကိုပို့ချိုက်တဲ့အတွက်3ညပတ်တီပတ်ခိုင်းတယ်ဒါပေမဲ့နော်3ညပတ်တီပတ်မှာတပတ်ကောင်း80ထည့်မယ်ဟုတ်လား3ညပိုင်း6ပိုင်းခွန်ပိုင်းနဲ့ဆိုရင်3ည6 3ညခွန်6ခွန်နော်3ဘက်ကို main or